ငါတွေ့အားလုံးချမ်းသာစေလုပ်တွေစ조사လုပ်နိုင်ဖို့ရခန္ဓာကိုယ်ကစွမ်းဆောင်ပေးတယ်စိတ်တွေမလန်းဆန်းလို့နေမကောင်းရင်လန်းလာလေရည်ကြည်ဆုံးအချက်ကတော့ပြည်သူတွေရဲ့ကျမ်းမာရေးကောင်းမှရှိမှန်းချက်တွေဆုံးဖြတ်ရောက်ရှိလို့ကိုမွေးဖွားချိန်မှာတိတ်ဆုံးချိန်ဒီကာကွယ်ရမယ်ကြို့လို့ကြုံလာခဲ့ရင်စိတ်တက်ကြပြီးတော့လဲငိုဖို့မလို့အမတို့နဲ့အကိုတို့ကိုကြို့လို့ဆိုထိုးတော့မို့နေတဲ့တွေ့လေဝိနာအကရှင်မျိုးမချပြောက်ခင်ရမယ်တွေ့ချင်မိကလေးလေးရမွေးစေဘာသာစင်ရမရွေးဘဲနဲ့ငါတို့ဆောက်ရှောက်ပြစီလေလူဘဝရဲ့အမျက်ဆုံးလက်တစ်ပါသွားပြီးပြောနိုင်ငံနဲ့အပြားနဲ့ဖျားစီကိုစိတ်စကြရပြောင်းလို့နေတာပြည်သူတွေနဲ့တိုင်းပြည်ဖို့ခက်ကြော်ဖြတ်ခဲ့တဲ့ကပ်ဘေးတွေနဲ့လိုင်းတွေကိုဒါကအင်အားတွေနဲ့ပင်ပန်းနေတဲ့ဝန်ထမ်းတွေရဲ့မိုင်းတွေမို့အချိန်တွေကြာပြီးရာသီနာရီငါတင်ရွေးပိစချင်းနဲ့ရင်မီကောင်းဆုံးထမ်းရွက်နေတမျိုးသားလုံးအစွမ်းထက်ကြစေသာသူချမ်းမာရေးကိုကျွန်တော်ရေးလို့ယူဆပါမည်ပညာပေးတော့ဆရာတို့ကိုမိဘတစ်ဖွဲ့ကူကြပါ၏လို့ဖို့ကိုင်းဖတ်တွေမောင်နှမလို့ဖြူကြတာကြီးပဲဂုံတိတ်ခါနဲ့စင်လာတွေကိုတက်သေးထူပြပါမည်အယုံအလက်မြတ်မြေသူတကွာတာကြီးလူနာတယောက်ရဲ့တွင်းရင်းတွေကိုပြန်မှပူရပါ၏လူသားပေးဖြစ်စေမဲ့ဆေးတွေပေးဖို့သူတကွာကစီနဲ့ဆေးပညာကိုတက်တွေကာကွယ်ဖို့သာလူရပါလို့ဤနေတဲ့တွေ့လေဝိနာအလောကရှင်မျိုးမချပြောက်ခင်ရမယ်ချင်မိကလေးလေးရမွေးစေဘာသာစင်ရမရွေးဘဲနဲ့ငါတို့ဆောက်ရှောက်ပြစီလေလူဘဝရဲ့အမျက်ဆုံးလက်တစ်ပါရေးကိုကျွန်တော်ရေးလို့ယူဆပါပညာပေးတော့ဆရာတို့ကိုမိဘတစ်ဖွဲ့ကူကြပါ၏လို့ဖို့ကိုင်းဖတ်တွေမောင်နှမလို့ဖြူကြတာကြီးပဲဂုံတိတ်ခါနဲ့စင်လာတွေကိုတက်သေးထူပြပါအယုံအလက်မြတ်မြေသူတကွာတာကြီးလူနာတယောက်ရဲ့တွင်းရင်းတွေကိုပြန်မှပူရပါ၏လူသားပေး